ဒါပြမဖွဲ့ဟာမင်္ဂလာဝေါ်ရင်ကိုဝင်ရောက်တာပြတိုက်ခဲ့ရင်မင်္ဂလာတို့သမီးကထွက်ပြေးလွတ်မြောက်သွားတာကိုအံ့အားသင့်စွာတွေ့လိုက်ရပါတယ်ဝင်ကပါလို့ရှုပ်ထွေးလာတဲ့စာတစ်စောင်ပဲကြံခဲ့တာပါစာထဲမှာတော့ကီတုမတီမျိုးရဲ့နာမည်ကြီးအပြောကြိုက်တခင်လေးနဲ့မင်္ဂလာမဆောင်ချင်ဘူးလို့ပြက်ပြက်သားသားရေးထားပါတယ်ရောက်ခမတွေရဲ့မဟာစီစိန်ဥစ္စာတွေကလည်းသူမရဲ့မာကျောတဲ့နှလုံးသားကိုမလုတ်ခနိုင်ခဲ့ပါဘူးဒါပေမဲ့စာကိုဖတ်ပြီးတဲ့နောက်ဒါပြမကြီးဟာဝမ်းသာအားရဖြစ်သွားခဲ့ပါတယ်သူမဟာချက်ချင်းဆိုသလိုရဲတောက်ညီရဲနေတဲ့သူတို့သမီးဝတ်စုံကိုလဲဝတ်လိုက်ပြီးတိုင်ပုံးတိုင်ပတ်တီးတွေဆိုင်းဝိုင်းတွေနဲ့အတူမျိုးစားမင်းအိမ်တော်ကိုတန်းတန်းမတ်မတ်ဦးတည်သွားခဲ့ပါတယ်တမျိုးလုံးကလည်းဒီနေ့မင်္ဂလာပွဲအကြောင်းထင်းဟင်းပြောနေကြတာပေါ့သတင်းထွက်နေတာကတော့သူတို့သမီးဟာမြင့်မြတ်တဲ့မိသားစုကဆင်းသက်လာပြီးယဉ်ကျေးတိမ်မွေ့ရဲ့အမျိုးသမီးတူဖြစ်တယ်လို့ဆိုပါတယ်သူတို့သားကတော့မြို့တော်မှာနာမည်ဆိုးဆုံးအပြောကြိုက်တခင်လေးပေါ့ပန်းကောင်းတစ်ပွင့်နွားချစ်ပေါ်ကျသွားရပြီဆိုပြီးလူတိုင်းကသူတို့သမီးအတွက်ရင်ထဲကနေတနာနေကြပါတယ်ဒါပေမဲ့ဝေါ်ရင်ထဲကသူတို့သမီးဟာအသွင်ပြောင်းသွားပြီဆိုတာကိုဘယ်သူမှမရိပ်မိကြပါဘူးအခုသူတို့ရှေ့မှာရောက်နေတာဟာနူးညံ့ပျော့ပြောင်းတဲ့မြင့်မြတ်တဲ့အမျိုးသမီးမဟုတ်တော့ပဲလှုပ်ရှားလိုက်တိုင်းလက်နက်တွေလျှော့ကျလာမဲ့ရက်ဆက်တဲ့ဓာပြမကောင်းဆောင်ကြီးဖြစ်နေခဲ့ပါပြီဒါကိုမြင်တော့တခင်လေးကအိမ်တကားကိုချက်ချင်းပိတ်ပြီးများဖြစ်သူကိုပထမဆုံးအစိတ်ပြင်းနဲ့သင်ခန်းစာပေးဖို့ပြင်ဆင်လိုက်ပါတယ်အံ့စရာကောင်းတာကသူတို့သမီးကခြေထောက်ကိုအေးဆေးလေးမြောက်ပြီးကန်ထုတ်လိုက်တာပါမျိုးစားမင်းအိမ်တော်ရဲ့လေးလံလာတဲ့တကားကြီးဟာကျဲလောင်တဲ့အတန်နဲ့အတူပြိုကျသွားခဲ့ပါတယ်မကြခင်မှာပဲအပျော်ကြိုက်တခင်လေးရဲ့ပေါ်ဆက်တဲ့ပရိယေတွေဟာတစ်ခုပြီးတစ်ခုရောက်ရှိလာခဲ့ပါတယ်သူတို့သမီးစီကိုညစ်ပတ်တဲ့ရေတွေနဲ့ပတ်ဖို့ခိုင်းစေခဲ့ရင်မဲ့သူတို့သမီးကတော့လျင်မြန်တဲ့ပညာတွေနဲ့လေထဲကိုခုန်တက်သွားပြီးကလေးကစားစရာပရိယေတွေကိုလွယ်လွယ်ကူကူရှောင်ရှားနိုင်ခဲ့ပါတယ်တခင်လေးရဲ့မျက်လုံးထဲမှာတော့သူမဟာအားနဲ့နူးညံ့တဲ့အမျိုးသမီးမဟုတ်တော့ပါဘူးဆော့ဆော့ပေးလို့မရတဲ့ကြောက်စရာကောင်းတဲ့ကြားတင်မကြီးတစ်ကောင်ဖြစ်နေခဲ့ပါပြီတခင်လေးဟာအရန်ကြောက်သွားတာမို့လက်တီးနဲ့ခံလိုက်ရမှာဆိုလို့မင်းကလာပွဲခန်းသားကိုချက်ချင်းပဲအလိုက်တင်ဆက်လုပ်ခဲ့ရပါတယ်သူမရဲ့ခင်ပွန်းဟာမစင်မချင်းအပျော်ကြိုက်သူတူဖြစ်ပေမဲ့သူမကတော့သဘောထားကြီးပြီးကြွယ်ဝတဲ့ရောက်ခမကြီးကိုရရှိတော့မှာပါမင်္ဂလာညမှာတော့တခင်လေးဟာကြောက်တဝက်ရဲတဝက်နဲ့သူမအတွက်စီကံတွေလာတတ်မှတ်ရဲပါသေးတယ်သူဟာအမြဲတမ်းပျော်ပါစိတ်တဆမရှိနေခဲ့တာဖြစ်ပြီးသူမလို့စာအုပ်ကြီးတိုင်းသွားနေတဲ့အမျိုးသမီးတွေကိုအထက်စီကကြည့်တတ်တယ်လို့ပြက်ပြက်သားသားပြောခဲ့ပါတယ်ဒါပေမဲ့သူတို့သမီးကသူ့ကိုလုံးဝမသိခံပဲပြင်းထန်တဲ့သတိပေးချက်တစ်ခုပေးလိုက်ပါတယ်တခင်လေးဒေါသထွက်ခါနီးမှာပဲအမျိုးသမီးဟာဇာပွားကိုရုတ်တရက်မလိုက်တဲ့အခါမှာတော့တောက်ပါလုံးနဲ့မျက်နှာလေးပေါ်ထွက်လာခဲ့ပါတယ်တခင်လေးဟာသူမရဲ့အလှတရားကြောင့်လုံးဝကြောင်အံသွားခဲ့ရပါတယ်တတိပြန်ဝင်လာအောင်စိတ်ထဲကနေသူ့ကိုယ်သူပါပါရိုက်လိုက်ရပါသေးတယ်သူဟာမူလကဒီဇနီးတစ်ကိုထိန်းချုပ်ပြီးမိမိရဲ့ပျော်ကြိုက်တဲ့ဘဝကိုဆက်လက်ဖြတ်တန်းဖို့စီစဉ်ထားခဲ့တာပါဒါပေမဲ့အံ့စရာကောင်းတာကအမျိုးသမီးကပဲထိန်းချုပ်မှုယူလိုက်ပြီးအပြင်ကိုခွင့်ပြုချက်မရှိပဲသွားခွင့်မပြုတာပါဝင်တင်းကျပ်တဲ့စီကံများစွာတတ်မှတ်လိုက်တာကြောင့်တခင်လေးမကြေမနက်ဖြစ်သွားခဲ့ပါတယ်သူ့ကိုချင်းချောက်ဖို့အတွက်အမျိုးသမီးဟာရေချက်ကိုလက်နဲ့ကြေမွအောင်ညှစ်ပြလိုက်ပါတယ်ဒါပေမဲ့တခင်လေးကမာနကြီးနေစေမို့မနာခံချင်ပါဘူးဒါကြောင့်အမျိုးသမီးဟာအပြော့ရောအမှားပါသုံးလိုက်ပါတယ်သူ့ကိုနာခံလာအောင်လေတန်အေးလေးနဲ့ပြောလိုက်ပြီးနောက်တော့ထိုးနှက်ပြီးမင်းမြောက်သွားအောင်လုပ်လိုက်ပါတယ်မျိုးစားမင်းအိမ်တော်ကိုမင်္ဂလာဆောင်ရတဲ့သူမရဲ့ရည်ရွယ်ချက်ကတော့မဟာစီစိန်ဥစ္စာတွေကိုတင်ပိုက်ဖို့ပါဒါပြမတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုကူးပြောင်းလာပြီးတဲ့နောက်သူမဟာအကြမ်းဖက်မှုတွေနဲ့တိုက်ခိုက်နေတဲ့ဓာပြတွေကြားထဲမှာပဲနေ့စဉ်ရုန်းကန်ခဲ့ရတာပါအခုလိုချောမောတဲ့တခင်လေးကိုရုတ်တရက်တွေ့လိုက်ရတဲ့အခါအစီအစဉ်အောင်မြင်သွားတာနဲ့သူ့ကိုတောင်ပေါ်စခန်းစီပြန်ပေးဆွဲသွားပြီးခင်မုန်းဖြစ်ထားမယ်လို့တိတ်တဆိတ်ဆုံးဖြတ်လိုက်ပါတယ်တခင်လေးနိုးလာတဲ့အခါဇနီးဖြစ်သူပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်မင်္ဂလာဆောင်တဲ့ပထမဆုံးနေ့မှာဇနီးတစ်ဟာအိမ်တော်ကလူကြီးတွေကိုလက်ဖက်ရည်ဆက်တက်ရမှာဖြစ်လို့ပါအမျိုးသမီးဟာမျိုးစားမင်းအိမ်တော်ကိုတေချာစုံစမ်းဖို့သူမရဲ့ငယ်သားတွေကိုလွတ်ထားပြီးသားပါစုံစမ်းကြည့်လိုက်တော့ရောက်ခမကြီးဟာထိတ်တန်းကုန်တီမိသားစုကဆင်းသက်လာသူဖြစ်ပြီးအရန်ကျန်းတာကိုတွေ့ရပါတယ်ဒါပေမဲ့သူမဟာမျိုးစားမင်းအိမ်တော်မှာမျက်နှာသားမရခဲ့ပါဘူးမျိုးစားမင်းမှာအိမ်တော်မှာနေထိုင်တဲ့ချစ်သူဟောင်းတစ်ယောက်ရှိပြီးသူမကိုညီမလို့အမိတက်ထားပေမဲ့တကယ်တော့သူတို့ဟာယုံမန်းတဆန်ဆန်ပတ်သက်နေတာကြပါပြီရောက်ခမကြီးဟာကုန်တီနောက်ခံကဆင်းသက်လာတာမို့ယာဒူးစင်တန်းနေပါပြီဒီအချိန်တွေကိုမျက်စိမိတ်ကြည့်နေခဲ့ရတာပါဒီအချိန်မှာအမျိုးသမီးဟာရောက်ခမကြီးရဲ့ခက်ခဲတဲ့စမ်းသပ်မှုကိုခံယူဖို့ပြင်ဆင်ထားပြီးသားပါအံ့စရာကောင်းတာကရောက်ခမကြီးဟာအရန်သဘောထားကြီးပါတယ်ပထမဆုံးတွေ့ဆုံချိန်မှာတင်သူမကိုသူထေးကြီးတယောက်လိုယတနာမြောက်များနဲ့ဆင်မြန်းပေးခဲ့ပါတယ်ဒါ့အပြင်တခင်လေးကိုပြုပြင်ပြောင်းလဲပေးနိုင်ရင်အိမ်တော်ရဲ့စီးပွားရေးလုပ်ငန်းအားလုံးကိုသူမထံလွှဲပြောင်းပေးမယ်လို့လည်းကတိပြုခဲ့ပါတယ်အမျိုးသမီးဟာဝမ်းသာအားရဖြစ်သွားခဲ့ပါတယ်ဗန္နာတိုက်ကြီးတစ်ခုကသူမကိုလန့်ခေါ်နေတယ်လို့ခံစားလိုက်ရတာပါတခင်လေးကိုစနစ်တကျပြုပြင်ပေးမယ်လို့ချက်ချင်းကတိပေးလိုက်ပါတယ်ဒီအချိန်မှာပဲမျိုးစားမင်းနဲ့သူ့ရဲ့ချစ်သူဟောင်းတို့ဟာဖြည်းဖြည်းချင်းလန့်လာခဲ့ကြပါတယ်ပရိယေများတဲ့အမျိုးသမီးဟာအိမ်တော်မှာအထက်စီးကနေထိုင်ရတာကြင်ကြံနေပြီဖြစ်ပြီးအိမ်တော်ရဲ့တခင်မလေးကလက်ဖက်ရည်ဆက်တရာကိုစောင့်နေတဲ့လူကြီးတယောက်လိုပြုလုပ်နေခဲ့တာပါမုံမြတ်တဲ့တခင်မလေးဟာသူမကိုဘယ်တော့မှစန့်ကျင်ရဲမှာမဟုတ်ဘူးလို့ယုံကြည်နေလို့ပါဒါပေမဲ့သူမရှိကတခင်မလေးဟာတကယ်တော့ဓာပြမတယောက်ဖြစ်နေတာကိုသူမမသိခဲ့ပါဘူးအမျိုးသမီးဟာလက်ဖက်ရည်ကွက်ကိုပရိယေများတဲ့အမျိုးသမီးရဲ့မျက်နှာပေါ်ကိုတိုက်ရိုက်လောင်းချလိုက်ပါတယ်ဒါဟာတခင်လေးနဲ့ရောက်ခမကြီးတို့ရဲ့ရင်ကိုလည်းတုံ့လို့သွားစေခဲ့ပါတယ်ဒီမိသားစု၃ယောက်ဟာပရိယေများတဲ့အမျိုးသမီးရဲ့နှိမ့်ဆက်မှုကိုခါးစီခံခဲ့ရတာကြာပါပြီအခုမှပဲသူမကိုပြစ်ဒဏ်ပေးနိုင်တဲ့သူတယောက်ကိုတွေ့လိုက်ရတာမို့ယင်ထဲမှာအတိုင်းအဆမရှိကျင်းနေသွားကြပါတယ်မျိုးစားမင်းအိုကြီးကသူ့ချစ်သူကိုကာကွယ်ဖို့နဲ့ချွေးမဖြစ်သူကိုစူပူဖို့စ조사ခဲ့ပေမဲ့ချွေးမဖြစ်သူကထက်မြက်တဲ့စကားလုံးတွေနဲ့ခြေပလိုက်တာကြောင့်စကားမပြောနိုင်အောင်ဖြစ်သွားခဲ့ပါတယ်ဒါဟာရောက်ခမကြီးရဲ့ရင်ကိုလည်းအကြီးကျယ်လောက်ခတ်သွားစေခဲ့ပါတယ်နှစ်ပေါင်းများစွာစိတ်ပြတ်ခဲ့ရပြီးတဲ့နောက်ဆုံးတော့တယောက်ယောက်ကသူမအတွက်ကလေးစားချေပေးလိုက်တာပါစိတ်လက်ပေါ်ပါသွားတဲ့ရောက်ခမကြီးဟာအမျိုးသမီးကိုစိုင်းမြောက်များလက်ဆောင်ပေးခဲ့ပါတယ်ဒါအပြင်တခင်လေးရဲ့ပျက်စီးနေတဲ့အမိတရားကိုပြန်လဲကူစားဖို့အတွက်တခင်လေးကိုအပြင်ထွက်ပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ခိုင်းဖို့လဲချွေးမဖြစ်သူကိုညွှန်ကြားခဲ့ပါတယ်အမျိုးသမီးကဒါဟာရောက်ခမကြီးစီကစမ်းသပ်မှုတစ်ခုဆိုတာနားလည်လိုက်ပါတယ်ဒါပေမဲ့တခင်လေးကတော့မင်္ဂလာဆောင်ပြီးတဲ့နောက်မှာလည်းပြောင်းလဲမသွားခဲ့ပါဘူးသူဟာအပြင်မှာမစင်မချင်းပေါင်းတဲ့သူငယ်ချင်းတစုနဲ့နေ့ရက်တွေကိုအကုန်လုံးစေခဲ့ပြီးအမျိုးသမီးကိုစီးပွားရေးစီမံခန့်ခွဲရမှာကူညီဖို့လုံးဝမလိုလားခဲ့ပါဘူးသူဟာအိမ်တော်ရဲ့တခင်မလေးကသူ့ကိုလုံးဝနာခံတယ်လို့တောင်ကြွားဝါပြောဆိုခဲ့တာမို့အခြားပြောကြိုက်သူများစွာရဲ့အားကြမှုကိုရရှိခဲ့ပါတယ်မကြခင်မှာပဲတခင်လေးဟာသူ့ရဲ့မာနအတွက်တံမိုးပေးခဲ့ရပါတယ်အမျိုးသမီးဟာလေးများကိုထုတ်ယူလိုက်ပြီးတခင်လေးရဲ့လက်ထဲကခွက်ကိုပစ်ခတ်လိုက်ပါတယ်ပတ်ဝန်းကျင်ကအပြောကြိုက်သူတွေဟာလမ်းဖြတ်ပြီးထွက်ပြေးကုန်ကြပါတယ်တခင်လေးတယောက်တည်းသာဒူးထောက်ကြံခဲ့ပြီးထိတ်လန့်ကြနဲ့တနာကယူနာတောင်းခံခဲ့ရတာပါအမျိုးသမီးဟာအခုဆိုရင်သူ့ရဲ့စရိုက်ကိုသဘောပေါက်သွားခဲ့ပါပြီသူဟာအမာထက်အပြော့ကိုတုံ့ပြန်တတ်တဲ့လူစားမျိုးပါသူမဟာအားနေပြီးတနာစရာကောင်းတဲ့မျက်နှာပေးတို့ချက်ချင်းပြောင်းလဲလိုက်ပြီးတရားမှာခင်းကငိုယိုရင်းသူ့ကိုအေးဆေးစွာနဲ့ထောင်ချောက်ထဲကိုဆွဲသွင်းလိုက်ပါတယ်တခင်လေးဟာချက်ချင်းပဲနာခံသွားခဲ့ပြီးဆိုင်တွေကိုစီမံခန့်ခွဲဖို့သူမနောက်ကိုလိုက်သွားခဲ့ပါတယ်တချိန်ကသုံးစားမရတဲ့အပြောကြိုက်တခင်လေးဟာအခုဆိုရင်ကယ်ဆယ်ရေးနဲ့လူတိုင်းရေးလုပ်ငန်းတွေကိုပင်စတင်လှုပ်ဆောင်နေခဲ့ပါပြီရောက်ခမကြီးကလည်းတားဖြစ်သူဟာနောက်ဆုံးတော့တင့်တော်တဲ့ဇနီးကောင်းရရှိသွားခဲ့ပြီဆိုပြီးအယံဝမ်းသာနေခဲ့ပါတယ်ဒါပေမဲ့ပရိယေများတဲ့အမျိုးသမီးကတော့ဒီရလက်ကိုမမြင်ချင်ပါဘူးသူမဟာဒီမျိုးသမီးကိုအရာရာကိုဖျက်ဆီးပစ်ဖို့ခွင့်မပြုနိုင်ပါဘူးဒါကိုမြင်တော့အခုမျိုးသမီးကသူမကိုအကြံတစ်ခုပေးလိုက်ပါတယ်ဒေတာခန်လူမိုက်တယောက်ကိုအမျိုးသမီးကိုပြန်ပေးဆွဲခိုင်းဖို့စီစဉ်လိုက်တာပါ
ဒီအချိန်မှာတော့တခင်လေးဟာသူ့ဇနီးကိုအမှန်တကယ်ချစ်မိသွားခဲ့ပါပြီအိမ်မက်ထဲမှာတောင်သူမရဲ့နာမည်ကိုခေါ်နေခဲ့တာပါနောက်တစ်နေ့မှာတော့သူဟာဇနီးဖြစ်သူမြို့ပြင်ကိုအိမ်ချမ်းမြေတွေတွားရောက်စစ်ဆေးနေပြီဆိုတာကိုသိလိုက်ရပါတယ်မထွက်ခွာမီသူမဟာအကူမျိုးသမီးကိုတခင်လေးရဲ့စာပေလေးလာမှုကိုကြီးကြပ်ဖို့ညွှန်ကြားခဲ့ပါတယ်တခင်လေးဟာအပြင်ပန်းမှာဂုံယူဝင်းကြွားနေပေမဲ့ရင်ထဲမှာတော့မငြင်းဆန်ခဲ့ပါဘူးထမင်းစားချိန်မှာတောင်သူ့ဇနီးအတွက်အစားအသောက်တွေကိုမတိစိတ်ကနေချန်ထားပေးခဲ့ပါသေးတယ်ရုတ်တရက်အကူမျိုးသမီးစီကတရင်ပို့ချက်တစ်ခုကြောင့်သူ့ကိုလုံးဝထိတ်လန့်သွားစေခဲ့ပါတယ်